very ဆိုတဲ့စကားလုံးတစ်လုံးနဲ့ပဲထပ်ခါတုံးနေတော့လားအဲ့ဒါဆိုရင်တော့ရက်လိုက်တော့နော်အားလုံးပဲမင်္ဂလာပါအင်္ဂလိပ်ဝဲ Esther channel ကနေကြည့်ဆိုပါတယ်ဒီနေ့မှာတော့ Esther ကအင်္ဂလိပ်စကားပြောတဲ့အခါတိုင်း very ဆိုတဲ့စကားလုံးတစ်လုံးနဲ့ပဲထပ်ခါသုံးနေမယ်အစား very ကိုဖျောက်ပြီးတော့သုံးနိုင်မယ် level မြင့်တဲ့စကားလုံးလေးတွေကို sharing လုပ်ပေးသွားပါမယ်ပထမအောင်ဆုံးတစ်ခုအနေနဲ့ငါအိမ်စာရေးလောက်ကတော့အရန်ပင်ပန်းနေပြီအိမ်လုပ်တွေလောက်ကတော့အရန်ပင်ပန်းနေပြီအဲ့တော့ငါအရန်ပင်ပန်းနေပြီကို I'm very tired လို့ပြောမယ်အစား I'm exhausted ငါအရန်ပင်ပန်းနေပြီလို့သုံးပါတယ်ဒုတိယတစ်ခုအနေနဲ့ငါအရန်ပိုက်ဆံနေပြီကို I'm very hungry လို့ပြောမယ်အစား I'm starving လို့သုံးလို့ရပါတယ်တတိယခုအနေနဲ့ကတော့ငါအရန်ပြောတာပဲကို I'm very happy လို့ပြောမယ်အစား I'm thrilled လို့သုံးလို့ရပါတယ်ဒီခုမြောက်အနေနဲ့ကမင်းအရန်တော်တာပဲအင်္ဂလိပ်လို You're very good လို့ပြောမယ်အစား You're excellent very good ဆိုတဲ့စကားလုံးညမှာ excellent ဆိုတဲ့ပို့ပြီးတော့ level မြင့်တဲ့စကားလုံးလေးသုံးလို့ရပါတယ်ကဲနောက်ဆုံးတစ်ခုအနေနဲ့အဲ့ဒီပစ္စည်းကအရင်ကြီးတာပဲငါမတင်နိုင်ဘူးအဲ့ဒါကအရင်ကြီးတာပဲကိုအင်္ဂလိပ်လို It's very big လို့ပြောမယ်အစား It's huge very big ဆိုတဲ့နေရာမှာ huge ဆိုတဲ့စကားလုံးလေးကိုသုံးလို့ရပါတယ်ကဲအခုဆိုရင်တော့ very ဆိုတဲ့စကားလုံးတစ်ခုတည်းကိုပဲထပ်ခါသုံးမယ်အစားအခုလိုမျိုးပို့ပြီးတော့ level မြင့်တဲ့စကားလုံးလေးကိုသုံးနိုင်ပြီဆိုတော့အားလုံးပဲသိကြပေးချင်ပါတယ်ခုလိုမျိုးအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုလေ့လာခြင်းလို့ဆိုရင်တော့ဒီ English with Esther ဆိုတဲ့ TikTok channel ကို follow လုပ်ထားလို့ရပါတယ်။ဒါအပြင် Telegram, Facebook နဲ့ YouTube channel တို့မှာလည်း follow လုပ်ပြီးတော့ဆက်လက်နိုင်ပါတယ်။အတူတူလေ့လာပြီးတူတူတိုးတက်ကြမယ်။နောက်နေ့တွေမှာလည်းဒီလိုမျိုးဗီဒီယိုလေးတွေကို share လုပ်ပေးသွားမှာဖြစ်တဲ့အတွက် like and follow လုပ်ခဲ့ကြပါဦးနော်။ Bye bye